Are you ready? Are you ready for a walk? For a walk? Baby? You ready? Let's go, baby! Let's go, baby! မင်္ဂလာပါလို့ပြောရအောင်လဲကိုယ့်ရဲ့မြန်မာတွေနေတဲ့မြန်မာနှစ်တကူမှာသင်ချမ်းပါလဲတရားကိုမင်္ဂလာတော့ရှိမနေဘူးလူလောကမှာလူဆွတ်တာရှိပါနဲ့ဒီဘုခါတွေကျုံရမှာပဲဆိုပေမဲ့လို့ရှင်မင်းမခိုးသူမချစ်မနစ်တော်သူနဲ့နေရတဲ့ဒုက္ခကတော့မြန်မာလူမျိုးတွေလောက်ကြီးမမယ်တော့မထင်ဘူးပါနော်ဒါပေမဲ့လို့ကိရုအနေနဲ့ဒီနိုင်ငံရဲ့အပြင်မှာရှိနေတဲ့အတွက်ကြောင့်နိုင်ငံအထဲမှာရှိတဲ့သူတွေလောက်ချစ်ခိုက်မှုမရှိဘူးဆိုပေမဲ့လို့ကိုလူမျိုးထိတဲ့အခါမှာတော့တကယ်ကိုပို့ပြီးတော့ဝမ်းနေရတယ်ပို့ပြီးတော့ကြေခွဲရတယ်ပို့ပြီးတော့စိတ်ဆင်းရဲရတယ်ပေါ့နော်အမှန်တကယ်တော့ဒီကမ္ဘာလုံးမှာလူတော်တော်များများနိုင်ငံတော်တော်များများမှာသူပြဿနာနဲ့သူရှိနေတာပဲဒါပေမဲ့ကိုနိုင်ငံကြမှာကိုနိုင်ငံဖြစ်မှာပဲကိုနိုင်ငံကြီးကပြဿနာအပြည့်နဲ့လို့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကမ္ဘာနိုင်ငံတော်တော်များများကလည်းပဲဒီ military coup နောက်ပိုင်းမှာမြန်မာနိုင်ငံကိုတိတ်ပြီးတော့ view မဆိုင်နိုင်ပေမဲ့လို့ငလျင်နဲ့ပတ်သက်ပြီးတော့လည်းသူတို့အရန်ကိုတန်နိုင်သူကူညီကြတယ်ခုနကပြောသလိုကိုယ့်ရဲ့မိသားစုထိမှကိုယ့်အသားထိမှနာကျကြတဲ့လူတွေထဲမှာကိုမြန်မာလူမျိုးတွေလည်းအပါဝင်ပေါ့နော်ဒီတစ်ဖက်မှာငလျင်လုံနေပေမဲ့လို့ဟိုတစ်ဖက်မှာအလှလုံနေတဲ့သူတွေရှိတယ်ဆိုရဲအခါမှာတော့ကိုယ့်နိုင်ငံအတွင်းမှာလည်းပဲကိုယ့်ထိမှနာတဲ့သူတွေရှိတယ်အဲ့တော့ဟိုတလောကမြင်းနေလောက်တော့နောက်တိုက်တွေထပ်ပြိုရဲပါညာဆိုတော့ TikTok မှာတင်ထားရစီဆိုတော့ကြည့်လိုက်မယ်ဆိုတော့ TikTok မှာတော့ကြည့်လိုက်တာပေါ့နော်ကြည့်လိုက်တဲ့အခါမှာကိုဘဝနဲ့ကိုပြောနေကြတဲ့သူတွေရာလည်းတစ်ဖွဲ့ရှိတာပဲအဲ့လိုဆိုတော့လူတိုင်းကတော့အတက်နိုင်ဆုံးကိလို့ဆိုလည်းပဲအတက်နိုင်ဆုံးလူလာတန်းတာရှိတယ်ဒါပေမဲ့လို့ကိုနိုင်ငံဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါဘာမှလည်းမပြောပေးနိုင်ဘူးဘယ်လိုဗီဒီယိုမျိုးကိုလုပ်ရမလဲဆိုပြီးတော့ရက်တက်သွားတယ်ပေါ့နော်စစချင်းကတော့ okay ငါအရှိန်နဲ့ဟိုနဲ့ငါပြန်လုပ်တော့မယ်လို့စဉ်းစားပြီးမယ်လို့ဟိုပါဇက်ကဆွတ်အပ်သွားတဲ့အခြေအနေဖြစ်တယ်ဘာတွေဆက်ပြီးတော့ပြောပြရမယ်လည်းမသိတော့ဘူးဆိုတဲ့အခါမှာဗီဒီယိုလေးလုပ်လည်းမလုပ်ရဲတော့ဘူးမတင်ရဲတော့ဘူးပေါ့နော်ဒါပေမဲ့လို့သူ့ဘဝနဲ့သူပျော်ရွှင်ပြီးတော့တင်နေတဲ့သူတွေဘဝကြီးကိုရှစ်ဆက်နေတဲ့သူတွေရှိနေကြတာပဲဆိုတဲ့အခါမှာငါလည်းအတက်နိုင်ဆုံးတော့ကိုယ့်ဘဝကိုရှစ်ဆက်ရအောင်မှာပဲဘဝကရက်တက်မနေဘူးရေးသေးလိုမျိုးဒီလိုကတ်နေထဲမှာရှယ်ရေးသေးလိုမျိုးရက်တက်နေမယ်ဆိုရင်တော့ဒါပုတ်စော်နေသွားမယ်ဒါတော့မှဘုဘမှာရေရှင်ဖြစ်အောင်လို့ပြန်ပြီးတော့လဲပတ်အောင်လုပ်ထားတဲ့စနစ်ရှိတယ်ပေါ့နော်အဲ့တော့ကီရိုရဲ့ဘဝမှာလည်းပဲဘလောက်အထိပဲပြဿနာတွေတက်နေခီးကတော့ဆက်လျှောက်ရအောင်ပါဆိုတာကိုပြောချင်တာပါအဲ့တော့သိကြပါတယ်ဒီအခုလက်ရှိဆုံးရှုံးမှုတွေရှိတဲ့သူတွေအသက်ဆုံးရှုံးတဲ့သူတွေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးတဲ့သူတွေကိုတွားပြီးတော့ဘလို့စိတ်နေစိတ်ထားပါဆိုတာလည်းမပြောတတ်ပါဘူးတကယ်ကိုမပြောတတ်ပါဘူးဘာကြောင့်လဲဆိုတော့ကိုယ်တိုင်ကြုံတွေ့မှသိမှဖြစ်တဲ့အတွက်ကြောင့်ပြောလည်းမပြောတတ်ပါဘူးဒါပေမဲ့လို့သိကြတာကတော့ဘဝကိုဆက်လျှောက်နေရအောင်မှဖြစ်တဲ့အတွက်ကြောင့်အကျဉ်းထားကြပါလို့ကေတို့ပန်းတိုင်ကိုဒီနေ့မှရောက်မှာပါဆိုတဲ့အကြောင်းလေးကိုပဲမျှဝေချင်တာပါအဆုံးထိကြည့်ပေးသွားရဆိုရင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်